ကွက်သည်နေ့အချိန်တွင်အမြဲအိပ်စက်လေးရှိသည်သူမသည်တစ်ပင်တပင်အခေါင်အတွင်း၌အနားယူရင်းအပြင်လောကကိုသတိမထားမိပဲအိပ်စက်ခဲ့သည်နေအောင်ကြီးသည်ကောင်းကင်တွင်မြင့်တက်လာပြီးနွေရာသီ၏နူးညံ့သောလေညှင်းများကတည့်ရွက်များကြားမှတိုးတိတ်စွာဖြတ်တန်းသွားချိန်တွင်သူမသည်အိမ်မောကျနေခဲ့သည်သို့သောစီးစာချိန်နီးကပ်လာသောအခါသူမ၏အတွင်းစိတ်တွင်တစုံတစ်ခုကလှုပ်နိုးလာသည်ကောင်းကင်မှနှင်းစီရောင်အလင်းများမှိမ့်မိန်သွားပြီးတတော်အတွင်းအရိပ်များကြားရောက်လာသောအခါဇီကွက်သည်သူမ၏အမွေများကိုဖွားဖွားလှုပ်ခါကသူမ၏တောက်ပသောအဝါရောင်မျက်လုံးများကိုဖွင့်လိုက်သည်ဖြစ်ဖြစ်ချင်းတစ်ပင်ထဲမှထွက်လာကသူမ၏အတောင်များကိုတူတူလေးလှုပ်ချရင်းအေးမြသောညနေလေးတဲသို့ရှေ့လှမ်းလိုက်သည်ထိုချိန်တွင်တစ်တော်သည်တိတ်ဆိတ်နေသည်တည့်ရွက်များ၏တူတူလေးလှုပ်ရှားသည့်နှင့်ညဘက်မလှုပ်ရှားမီပရင်များ၏ရံဖန်ရံခါအော်တန်များသာရှိသည်ဟူဇီကွက်၏ထူးဆန်းသောအော်တန်သည်တစ်တော်ထဲတွင်ပဲ့တင်ထက်နေပြီးသူမသည်ပိုးကောင်များပိုးစုံများဖားများနှင့်ကြွက်များကိုညဘက်အမဲလိုက်ရန်စတင်ခဲ့သည်ဇီကွက်အတွက်ဘဝသည်အေးချမ်းပြီးတကိုယ်တည်းဖြတ်တန်းနေရသည်လနှင့်ကျေများကသာဖော်ပြပေးကြသည်သို့သောအချိန်ကြာလာသည်နှင့်အမျှဇီကွက်သည်အသက်ကြီးလာပြီးအထူးသဖြင့်သူမ၏အဖိုးတန်နေဘက်အိပ်ဆက်ချိန်တွေကိုနှောက်ယှက်ခံရသောအခါစိတ်ရှည်မှုနှဲပါလာသည်သူမသည်အရာအလုံးကိုတိတ်ဆိတ်အေးချမ်းစွာနှောက်ယှက်မခံရဘဲအေးဆေးဆေးနေရတာကိုနှစ်သက်သည်သူမ၏ဘဝတွင်အေဂျန်သောစီချက်သည်သူမအတွက်အဖိုးတန်ပြီးမြည်သည့်နှောက်ယှက်မှုကိုမဆိုစိတ်ဆိုးပွေရာတုံ့ပြန်မှုဖြင့်ရင်ဆိုင်ခဲ့သည်တနေ့နွေရာသီ၏နေ့လည်ခင်းတွင်နေအောင်ကြီးသည်တစ်တော်ကိုရွှေရောင်အလင်းဖြင့်ဖုံးလန်းထားပြီးဇီကွက်သည်သူမ၏အတိုက်အတွဲ၌တတောင်သက်သာအိပ်စက်နေခဲ့သည်အေးမြသောလေညင်းသည်တစ်ပင်ကိုဖြင်းညင်းစွာဝေဝဲပတ်ရင်းနေ့၏အပူချိန်တွင်ကဘာကြီးသည်အသက်ရှူမှုကိုရထားသလိုထင်ရသည်သို့သောရုတ်တရက်အတန်တစ်ခုကလေထဲသို့ထိုးဖောက်ဝင်ရောက်လာသည်အနီးအနားရှိမြက်ပင်တပင်ပေါ်တွင်ထိုင်နေသောနှံကောင်တစ်ကောင်သည်ကျေလောင်စွာသရှင်းဆူနေသည်သူ၏သရှင်းသည်တောက်ပပြီးရွှန်လန်းပွေရှိကတိတ်ဆိတ်နေသောတစ်တော်ထဲတွင်ပဲ့တင်ထက်နေပြီးအနှဲငယ်ဆူချတော်လဲပျော်ရွှင်ပွေတန်စင်တစ်ခုဖြစ်သည်သူသည်တိတ်ဆိတ်ရန်ရည်ရွယ်ချက်မရှိခဲ့ပါသူသည်နေအောင်ကြီးကသူ၏အစိမ်းရောင်ခန္ဓာကိုယ်လေးကိုနှွေးထွေးစေပြီးလေညင်းကသူ၏အသားများကိုရားရန်စေသောကြောင့်သရှင်းဆူနေခြင်းဖြစ်သည်သို့သောဇီကွက်ကမူသူ၏စိတ်အားထက်သန်မှုကိုမျှဝေခံစားခြင်းမရှိခဲ့ပါသူမ၏မျက်လုံးများရုတ်တရက်ပွင့်လာပြီးအတန်လာရာဘက်သို့လှမ်းကြည့်ကစိတ်ဆိုးနေခဲ့သည်နှံကောင်သည်သူမ၏အလွန်လိုအပ်သောနေ့လည်အိတ်ချိန်ကိုနှောက်ယှက်နေသည်စိတ်ပြက်လက်ပြက်အော်ဟစ်တန်ဖြင့်သူမကခက်ကြမ်းကြမ်းအော်လိုက်သည်ဒီကနေထပ်သွားစမ်းမှာမိတ်ဆွေတစ်မှာယဉ်ကျေးမှုမရှိဘူးလားအ ਨੇ ဆုံးကျမရဲ့အသက်အရွယ်ကိုလေးစားပြီးကျမကိုအေးချမ်းစွာအိတ်ခွင်ပေးပါနှံကောင်သည်ခဏရက်တန့်လိုက်ပြီးလက်ဖြန့်သွားတော့လဲရဲဝံ့စွာဖြင့်ပြန်လေရင်မောကတုံ့ပြန်လိုက်သည်ဘာကြောင့်ကျွန်တော်ကခမည်းပြောသလိုလုပ်ရမှာလဲကျွန်တော်မှလည်းဒီမှာထိုင်ပြီးနေအောင်ကြီးကိုခံစားခွင့်ရှိရစီခွက်ရဲ့နေ့ရဲ့ချိန်ဟာကျွန်တော်အတွက်လည်းပိုင်ဆိုင်ခွင့်ရှိတယ်လေစီခွက်သည်မျက်တောင်ခတ်လိုက်သည်သူမသည်အခုလိုဆန့်ကျင်ပြီးအပြောခံရခြင်းကိုတခါမှမကြုံခဲ့ဘူးပါယခုအခါသူမသည်သူနှင့်အငင်းကုန်လှုပ်ရှင်ကအရှိနေကိုပုံမဆိုးရစေမည်ကိုဉာဏ်ပညာရှိရှိစဉ်းစားမိခဲ့သည်ထို့ပြင်နေ့အချိန်တွင်သူမ၏အမြင်အာရုံသည်ဆူချကြည်လည်မှုမရှိပါထို့ကြောင့်ညဘက်အထိဆောင်ဆိုင်ပြီးသူ့ကိုတင့်လျော်စွာအပြစ်ပေးမိဟုစဉ်းစားမိသည်ဉာဏ်ပညာရှိသောဇီကွက်သည်အစီအစဉ်တစ်ခုရှိခဲ့သည်သူမသည်အရှိနေကိုသူမ၏အကျိုးအတွက်ပြောင်းလဲအသုံးချရန်ဆုံးဖြတ်ခဲ့သည်ထို့နောက်တပ်ပြင်းချလိုက်ပြီးသူမသည်တည်ငြိမ်ပြီးချိုးမြိန်သောအတန်ဖြင့်ပြောလိုက်သည်မိတ်ဆွေရဲ့တရှင်းဆိုတန်လေးကတိတ်ကောင်းတာပဲတိတ်သားရတာပဲမိတ်ဆွေကိုဂုဏ်ပြုတဲ့အနေနဲ့တစ်ဖက်ရည်ပွဲနဲ့လက်ခံပြစီကျွန်တော်ဂုဏ်ပြုတာကိုလက်ခံမယ်မဟုတ်လားဟုဆိုလိုက်လေသည်နှံကောင်သည်ဇီကွက်မြောက်ပင်ပြောဆိုနေသောစကားကိုကြားတော့သွေးနဲ့ထင်ရောက်သွားကဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီးဇီကွက်ဤရှိကျမှုကြောင့်သူဂုဏ်ယူမိခဲ့သည်ဒါကသူလက်လွတ်မခံနိုင်သောအခွင့်အရေးတစ်ခုပဲဟုစဉ်းစားမိပြီးအိုးဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဉာဏ်ပညာရှိစီကွက်နဲ့အတူတောက်ရတာ
ဂုဏ်ယူစရာပါအခုပဲလိုက်ခဲ့ပါမယ် စည်းကွက်၏မျက်လုံးများသည်အယောင်ဖြစ်တောက်ပနေသည်နှံကောင်သည်သူမ၏အတိုက်စီသို့စိတ်အားထက်သန်စွာခုန်ပေါက်လာနေပြီဖြစ်သည်နှံကောင်သည်တစ်ပင်၏အခေါင်းသို့ရောက်ရှိသောအခါအဝင်ဝနေရာသို့ခုန်တက်ခါစိတ်အားထက်သန်စွာဖြင့်အတွင်းသို့ကြည့်လိုက်သည် ဘယ်မှာလဲကျွန်တော်မဆောက်နိုင်တော့ဘူး ဟုသူကစိတ်လှုပ်ရှားစွာမေးသည်စည်းကွက်က ဒီနားကိုနည်းနည်းတိုးပါမိတ်ဆွေ ဟုသူမကချိုးတာစွာပြောလိုက်သည်စည်းကွက်၏ထက်မြက်သောရှေးသည်များသည်လျင်မြန်စွာထိုးထွက်လာပြီးနှံကောင်ကိုဖမ်းဆုပ်လိုက်ခါ မင်းကတော်တော်တနာစရာကောင်းတာပဲငါတောင်းဆိုတဲ့အရာကိုကောင်းကောင်းမွန်မွန်နားထောင်တင်နေ ပြောဆိုပြီးနှံကောင်ကိုစားတောက်လိုက်လေတော့သည်သူတစ်ပါးအားရိုင်းပြပြောဆိုဆက်ဆံခြင်းသည်နောက်ဆုံးတွင်အကျိုးမဲ့ဖြစ်ရကြသည်